မြမသမိုင်းဆိုတာပကံအင်းဝတောင်ငူစတဲ့နာမည်ကြီးမင်းဆက်တွေဖျားတွေနဲ့ပြည့်နှက်နေပါတယ်။ဒါပေမဲ့လူအများစုမသိသေးတဲ့နောက်ွယ်ကလှုပ်ဝက်ချက်တွေအများကြီးရှိနေပါသေးတယ်။ပထမဆုံးလူသိနေတဲ့အချက်ကပကံဟာဗမာလူမျိုးတစ်မျိုးတည်းတည်ထောင်ခဲ့တာမဟုတ်ပါဘူး။ပကံမတီခင်အေယာဝတီမြစ်ဝမ်းမှာပြူမျိုးပြနိုင်ငံတွေရှိခဲ့တယ်။သူတို့ကထေရဝါဒဗုဒ္ဓဘာသာကိုအစောဆုံးကိုးကွယ်ခဲ့ကြတဲ့လူမျိုးဖြစ်ပါတယ်။ပကံဖျားတွေအများစုမှာမွန်ပိတုကလက်ရနဲ့ပြူရင်ကျေးမှုရောရှက်နေတာတွေ့ရတယ်။ဥပမာမနူဟာဖျားကနန်းကြမူမင်းတည်ခဲ့တယ်လို့ဆိုကြတယ်။အနော်ယထာမင်းရဲ့အောင်ပွဲနောက်ွယ်မှာမွန်ပညာရှင်တွေပါလာခဲ့ပြီးပကံကိုဗုဒ္ဓဘာသာဗဟိုချက်ဖြစ်လာအောင်ကူညီခဲ့ကြတယ်။ဒါကြောင့်ပကံဟာတစ်မျိုးတည်းမဟုတ်ပဲယဉ်ကျေးမှုရောနှောမှုရဲ့ရလဒ်ဖြစ်နေတာပါ။နောက်တစ်ချက်အရန်စိတ်ဝင်စားစရာမြမသမိုင်းမှာရှင်ဘရင်အဖြစ်မလုပ်ချင်ပဲညှင်းဆန်ခဲ့တဲ့မင်းသား၄ယောက်ရှိခဲ့တယ်။အများစုသိထားတဲ့အနော်ယထာမင်းလိုမဟုတ်ပဲဘရင်ဖြစ်ဖို့အခွင့်အရေးရှိခဲ့ပေမဲ့ညှင်းခဲ့ကြတဲ့သူတွေရှိခဲ့တယ်။တယောက်ကရာဇကုမာရလိုအချစ်ဆုံးပုံဖော်ခံရတဲ့မင်းသားပါဝင်နိုင်တယ်။သူတို့ဘာကြောင့်ညှင်းခဲ့လဲဆိုတာရာဇဝင်ကျမ်းတွေမှာအသေးစိတ်မှတ်သားမထားပေမဲ့နန်းတက်ရင်ဖြစ်လာနိုင်တဲ့ရန်သူများမှုနဲ့အာဏာရဲ့အန္တရာယ်ကိုကြောက်ခဲ့ကြတယ်လို့ယုံကြည်ကြတယ်။လူသိများတဲ့နရသူမင်းရဲ့ရာဇဝင်မှာဖခင်နဲ့ညီကိုတတ်ခဲ့တယ်မေတော်ကိုတတ်ခဲ့တယ်ဆိုတဲ့ပုံမြင်ရှိတယ်။ဒါကြောင့်ကုသိုလ်ပြုဖို့ဓမ္မယန်ကြီးဖျားကြီးကိုစောက်ခဲ့တယ်လို့ဆိုကြတယ်။ဒါပေမဲ့ဖျားရဲ့အုတ်ချက်တွေကြားကနေရာတွေမှာအမထိုးဝင်အောင်တင်းကျပ်စွာစောက်ထားတာကြောင့်လုံသူတွေကိုတတ်ခဲ့တယ်ဆိုတဲ့တဏှာကြီးပေါ်လာခဲ့တယ်။တကယ်တမ်းဒါအမှန်လားရန်သူတွေဖန်တီးထားတဲ့ပုံပြင်လားဆိုတာအခုထိမရှင်းသေးပါဘူး။ပကံပျက်စီးရတဲ့တကယ်အကြောင်းရင်းလဲမွန်ကိုကျူးကျော်မှုတစ်ခုတည်းမဟုတ်ပဲငလျင်စီးပွားရေးကျဆင်းမှုနဲ့ပြည်တွင်းပဋိပက္ခတွေရောရှက်နေတယ်လို့သူတေတီတွေဆိုကြတယ်။နောက်ထပ်လူသိမ့်မသိတဲ့အချက်တွေမှာပကံခေတ်မှာဖျား2 တန်းကျော်ရှိခဲ့တယ်လို့ဆိုပေမဲ့လက်ရှိကြန့်ရှိတာ2000ကျော်ပဲကျန်ရစ်ပါတော့တယ်။မြေအောက်မှာနောက်ထပ်ဖျားတွေဖုံးကွယ်နေသေးတယ်လို့ယုံကြည်ကြတယ်။မြမသမိုင်းမှာတိုင်းရင်းသားလူမျိုးစုတွေရဲ့အခန်းကဏ္ဍကိုအများစုမသိသေးဘူး။ချင်းကချင်ရှမ်းစတဲ့တောင်ပေါ်လူမျိုးစုတွေရဲ့ရှေးဟောင်းသမိုင်းကျမ်းတွေဟာ1980ကျော်မှစပြီးပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။မြမသမိုင်းဟာနာမည်ကြီးအဖြစ်အပျက်တွေတစ်ခုလည်းမဟုတ်ပါဘူး။နောက်ွယ်မှာယဉ်ကျေးမှုရောရှက်မှုမင်းတွေရဲ့လူသားဆန်တဲ့ဆုံးဖြတ်ချက်တွေမရှာရသေးတဲ့လှုပ်ဝက်ချက်တွေအများကြီးရှိနေပါသေးတယ်။တင်တို့ဘဲအချက်ကိုအရန်စိတ်ဝင်စားလဲကွန်မန့်မှာရေးပေးပါနောက်ဗီဒီယိုမှာအဲ့ဒီအကြောင်းကိုဆက်လက်တူးဖော်ပြသပေးမယ်။ like နဲ့ share subscribe လုပ်ပြီးပံ့ပိုးပေးပါကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုမှာထပ်တွေ့မယ်နှုတ်ဆက်ပါတယ်